အခုချိန်ကမုန်တိုင်းကြီးညာထားတဲ့အချိန်ပဲဖြစ်ပါတယ်အားလုံးလည်းသိချင်နေကြတဲ့တောင်ပေါ်မှာဖျားဖူးလို့ရမရကိုကိမကကြောပြပေးမှဖြစ်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကိုဆောင်အောင်ကြည့်ပြီးဖို့ဖိတ်ခေါ်ပါတယ်ရှင်ခုဆိုရင်တော့ကြိုက်ထူပူရာနဲ့စီးပြီးတော့အိုးဝိတက်စီလေးကိုစီးလာပါတယ်အိုးဝိတက်စီရဲ့ဈေးနှုန်းလေးကတော့တစ်စီးကို2000ခွဲပေးရပါတယ်အခုတော့တောင်ပေါ်တက်ဖို့အတွက်ကမောစခန်းကိုရောက်ပါပြီရှင်ကမောစခန်းလေးမှာတောင်ပေါ်တက်ဖို့အတွက်ကားအေးပေးရပါတယ်တယောက်ကို9,000ပေးရပါတယ်ရှင်အခုဆိုရင်တော့မသိရင်လိန်ပေါ်တက်တယ်လို့ပဲထုတ်ကလေးဆွဲပြီးတော့လှလှပပလေးကိမ္မာတက်နေပါတယ်ရှင်အခုဆိုရင်တော့တောင်ချီကိုရောက်ပါပြီဒါကတော့ကျွန်မမတ်တက်ရက်ပြီးတော့ရိုက်ချင်းဖြစ်ပါတယ်အရက်ကပူနေလို့ကားခေါင်မှုပဲမြင်ရခြင်းဖြစ်ပါတယ်ရှင်တောင်တက်ကားဝါလေးဆင်းပြီးတော့ရင်မြင်ရှိရာစီကိုလမ်းလျှောက်ပြီးတော့သွားခြင်းဖြစ်ပါတယ်ဒီကတက်ကလေးလည်းရှိပါတယ်အခုဆိုရင်တော့ရှုခင်းလေးရလည်းလားမြူလေးတွေကလည်းနေရာတိုင်းမှာဆိုင်းနေပါတယ်ရှင်အခုဆိုရင်တော့ရင်မြင်ကျဲကြီးကိုလှမ်းပြီးတော့မြင်နေရခြင်းဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ဖော်ပြပါအောင်မယ်